အားလုံးပဲမင်္ဂလာပါဒီကနေ့ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းတွေကိုဦးဇင်းအနေနဲ့ဓမ္မပဒပါဠိတော်မှာလာရှိတဲ့ကာရဘုတ်ကိုခြေခံပြီးတော့စိတ်အေးချမ်းခြင်းရဲ့လျှို့ဝှက်ချက်ဆိုတဲ့ကောင်းတဲ့နဲ့ပတ်သက်ပြီးဆွေးနွေးတင်ပြချင်ပါတယ်ဒီကနေ့ခေတ်လူတော်များများကကြွရှင်မှုတစ်ခုကိုရရှိဖို့အတွက်ငွေကြေးယာတူဒါမှမဟုတ်မိမိတို့ရဲ့ပိုင်ဆိုင်မှုတွေရဲ့အထက်မှာလိုက်ရှာနေတတ်ကြပါတယ်။ဒါပေမဲ့အဲ့ဒီငွေကြေးယာတူပိုင်ဆိုင်မှုတွေအလုံးရှိနေပါလေနဲ့ဘာကြောင့်တိမ်မေးကြရတာလဲ။ဘာကြောင့်စိတ်တွေပူပန်နေကြရတာလဲ။မိမိတို့ရဲ့နောက်စဉ်ညတိုင်းမှာဘာကြောင့်နေ့ချက်အိမ်မတော်နိုင်ကြတာလဲ။ဒီကနေ့ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းတွေကိုမျှဝေချင်တာကဘုရားမြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ဒီကနေ့ဖြစ်စိတ်တော်ကတွေအတွက်တကယ်ကိုထီရောက်တဲ့အဖြစ်တစ်ခုအကြောင်းပဲဖြစ်ပါတယ်ဓမ္မပဒပါဠိတော်မှာမြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့အာရလေးတစ်ပုဒ်ရှိပါတယ်ဣဒမောရတိပစ္ဆမောရတိကတပုံညောဥပယထမောရတိတောမောရတိတောပမောရတိတိတဝါကမ္မဝိတ္တုတိမတနောတဲ့ဒီကရာတော်လေးရဲ့အဓိပ္ပာယ်ကိုဓမ္မမိတ်ဆွေသူတော်ချင်းသူတော်ကောင်းတွေကိုနားလည်ရလွယ်ကူအောင်ရှင်းပြရမယ်ဆိုရင်ကောင်းမှုပြုလုပ်ထားတဲ့သူတွေဟာဒီဘဝမှာလည်းပဲဝမ်းမြောက်ရတယ်။နောက်ဘဝမှာလည်းပဲဝမ်းမြောက်ရတယ်။ယခုဘဝနောက်ဘဝနှစ်ခုလုံးမှာလည်းပဲဝမ်းမြောက်ရတယ်။မိမိရဲ့တန်ရှင်းစင်ကြယ်တဲ့အလုပ်တွေကိုပြန်တွေးကြည့်ပြီးထက်ခါတလဲလဲဝမ်းမြောက်ရတယ်လို့ဒီကရာတော်လေးကဆိုလိုတာပါဒါကိုခေတ်စကားနဲ့အညီပြောရမယ်ဆိုရင်ကြည်လင်ပြတ်သားသောမှတ်တမ်းရှိခြင်းအကောင်းကျိုးပါပဲဦးဇင်းတို့တွေဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းတို့တွေရဲ့ဒီနေ့တာလုံးမှာသူတော်ဘာကိုမနှိမ့်ဆက်ခဲ့ဘူးမတက်ဖြတ်ခဲ့ဘူးမလိမ့်ညခဲ့ဘူးဆိုရင်ရိုးသားသားနဲ့အကောင်းဆုံးကြိုးစားခဲ့မယ်ဆိုရင်ညဘက်မိမိတို့အိမ်ရဝင်တိုင်းမှာလည်းပဲနှစ်ချက်အိပ်ပျော်ရပြီးတော့မိမိတို့ရဲ့စိတ်ထဲမှာလည်းပဲအလိုလိုအေးချမ်းချမ်းဖြစ်နေတတ်ပါတယ်တကယ်တော့မိမိတို့ရဲ့ပျော်ရွှင်မှုဆိုတာပင်ပန်းအရာတွေဒီကအနည်းလာတာမဟုတ်ပါဘူးငါဟာသူတော်ကောင်းတယောက်ပါလားလို့ကိုယ့်ကိုယ်ယုံကြည်တဲ့ကိုယ့်ကိုယ်ပြန်ပြီးကြည်ညိုနိုင်တဲ့စိတ်ကနေလာတာပါမကောင်းမှုလုပ်ထားရင်အမြဲတမ်းထိတ်လန့်ရတတ်ပေမဲ့မိမိတို့ကကောင်းမှုကုသိုလ်တွေကိုအမြဲတမ်းပြုလုပ်ထားမယ်ဆိုရင်တော့ဘယ်သူ့ကိုမှကြောက်နေစရာမလိုပဲနဲ့မိမိတို့ရဲ့လက်ပြကိုရဲဝံ့နဲ့အေးချမ်းချမ်းရှင်သန်နိုင်မှာဖြစ်ပါတယ်။ဒါဆိုဦးဇင်းတို့တွေဓမ္မမိတ်ဆွေသူတော်ချင်းသူတော်ကောင်းတို့တွေရဲ့နေ့စဉ်ဘဝမှာဒီအကြောင်းရင်းတရားတွေကိုဘယ်လိုမျိုးကျင့်သုံးကြမလဲ။ပထမဆုံးအနေနဲ့တဏှိတာပုံဆုံးတိုင်းမှာကိုယ်လုပ်ခဲ့တဲ့ကောင်းမှုတွေကိုပြန်စဉ်းစားကြည့်ပါဒုတိယကတော့သူတို့ဘာပေါ်စေနာထားပါစေနာဟာတန်ပြန်တယောက်မှုရှိပါတယ်လို့ဒီလိုယုံကြည်ပါနောက်ဆုံးကတော့အမှားလုပ်မိရင်လည်းပဲအမလျှော့ပါနဲ့မိမိလုပ်ခဲ့တဲ့အမှားတွေကိုပြန်လည်ပြင်ဆင်ပြီးတဲ့နောက်တန်ရှင်းအောင်ကြိုးစားနေထိုင်ဖို့လိုပါတယ်တန်ရှင်းတဲ့လူရက်ကနေရလာတဲ့ကြိုးရှင်မှုတွေဆိုတာဘယ်ရာနဲ့မှမလဲနိုင်တဲ့ငြိမ်းချမ်းမှုတစ်ခုပါပဲဒါကြောင့်ဒီဗီဒီယိုကိုကြည့်နေတဲ့ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းတို့တွေရောဒီနေ့ကိုဂုံရလောက်တဲ့ကောင်းမှုကုသိုလ်တစ်ခုလုပ်ဖြစ်ခဲ့ရလားဆိုတာကိုကွန်မန့်မှာတစ်ချက်လောက်ရေးပေးတော့လို့ရပါတယ်ဒီလိုစိတ်ခွန်အားရစေမဲ့အကြောင်းအရာတွေကိုအမြဲတမ်းနားဆင်နိုင်ဖို့ဦးဇင်းရဲ့ဓမ္မလိုက် channel ကို subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်ချင်ပါတယ်အားလုံးကိုယ်စိတ်နှပါအေးချမ်းတာယာပျော်ရွှင်ကြပါစေ